အလုံးမင်္ဂလာပါကျမတရက်ကတော့အမတန်အလုံးများတဲ့လုပ်ငန်းတစ်ခုอ่ะပေါ့နော်လုပ်ငန်းရှစ်တယောက်နဲ့တွေ့ဖြစ်တယ်ကျမတို့လုပ်ငန်းခွင်မှာ trainer နေပေးတဲ့အခါမှာကလေးတွေစီကနေအချိန်မှန်ထမင်းမစားရတာတွေရေတောက်ဖို့အောင်မိတ်နေတာတွေတွေ့ရတယ်ပေါ့နော်တကယ်တော့ကလေးတွေအလုပ်လဲလုပ်နိုင်တယ်ပျော်လဲပျော်ကြတယ်လုပ်ငန်းလည်းရမ်းအောင်မြင်တယ်ပေါ့နော်အဲ့ခါကျတော့ဒါဟာမှန်ကန်တဲ့အခြေအနေတော့မဟုတ်ဘူးအလုပ်မှအောင်မြင်နိုင်လဲကလေးတွေရဲ့ကျန်းမာရေးကရေးကြီးရပေါ့နော်အဲ့ဒါနဲ့ကျမနဲ့လုပ်ငန်းရှင်နဲ့ဆွေးနွေးဖြစ်တယ်အဲ့ဒီခါမှာလုပ်ငန်းရှင်ကပြဿနာတော့ supervisor မှာတက်နေတာပဲတဲ့ဟာဘယ်လိုမျိုးလဲ supervisor လည်း training နေမှာရမ်းတော်တာပဲကလေးတွေပေါ်မှာလည်းစိတ်စေတနာရှိရပေါ့ဟုတ်တယ်ဒီချက်ရေးတဲ့စိတ်စေတနာရှိပြီးကလေးတွေရဲ့အလုပ်တွေကို तू ကပါအတူတူကူနေတဲ့အခါမှာဒီကလေးတွေသူ့အချိန်နဲ့ तू ထမင်းစားဖို့သူ့အချိန်နဲ့ तू နားဖို့တွေကို तू ကမမြင်တော့ပဲ तू ကပါကလေးတွေနဲ့တသားတယ်ဖြစ်သွားတာပေါ့နော်အဲ့တော့ तू ကအရင်ကိုရုပ်ရှင်ပါတယ် supervisor ဆိုတာအောက်ခြေကလေးတွေနဲ့ပေါင်းပြီးတော့အဖြစ်ပေးရမှာမဟုတ်ပဲနဲ့သူတို့ရဲ့များနေတဲ့အလုပ်တွေကိုပို့ပြီးမှ efficient ဖြစ်အောင်ပေါ့နော် minimum input maximum output ထွက်အောင်ကလေးတွေတက်တောင့်တက်တာနဲ့သူ့အချိန်နဲ့သူထမင်းစားနိုင်အောင်အလုပ်ကိုပေါ့ပပလုပ်နိုင်အောင် तू ကအပြင်ကနေခြုံငုံသုံးသက်ပြီးမှထောက်ပံ့ကူညီပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ supervisor တာဝန်ယူထားတယ်ဆိုရင်အလုပ်များတိုင်း तू ကအလုပ်ပြီးနေတာတော့မဟုတ်ဘူးကျန်တဲ့လူတွေအောင်မြင်မြင်ချော့မွေ့လုပ်ဖို့ तू ကအကြံဉာဏ်ပေးနိုင်မယ်အကောင့်ထဲဖော်နိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ supervisor ခေါင်းဖြစ်ချင်တဲ့ဆိုတော့ပညာရေးတွေလေ့လာသိရင်ဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်